Hello ရွှေပါဒီနေ့မှာတော့ဝင်ကြီးနဲ့ထောင်နေနဲ့ဓပုံလှလှလေးအများကြီးရိုက်လို့ရပြီရန်ကုန်မြို့အတွင်းမှာတင်ထွက်သွားလို့ vibe လေးရတဲ့နေရာကြီးနေရာရွှေရှားတွေ့ထားပါတယ်အဲ့နေရာလေးကတော့ထောက်ကျန်စစ်တင်းချိုင်းပေးနာလမ်းထဲမှာဖွင့်ထားတဲ့ TN Fan ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်လမ်းထဲကို15မိနစ်လောက်ဆိုင်ကနဲ့ဝင်ရပါတယ်ဝင်ကြီးကတရက်ကို2000ပဲရှိပါတယ်အထဲမှာစားတောက်ဆိုင်နေရောအခုလိုမျိုးတရက်လုံးနေလို့ရတဲ့ဘန်ဂလိုလှလှလေးတွေအများကြီးရှိပါတယ်။အားတော်တော်များများမှာအခုလိုမျိုး mirror service ဆွဲဖို့အတွက်မှန်ကြီးရထားပေးထားပါတယ်။ဒီလမ်းလေးမှာဆိုကွာတစ်ပင်လေးရစိမ့်ဆိုးပြီးတော့ဗီဒီယိုပဲရိုက်ဓပုံပဲရိုက်အရန်လာရေဒီယိုဓပုံလှလှလေးရိုက်ဖို့လာခဲ့ရပါ။ရေလာတဲ့အချိန်က7နာရီထိုးနေတာပို့ပါတယ်။သူ့ရဲ့ရှူခင်းနေရအရန်လာနေရောကွာနေပူနေရတော့မသိဘူး။ရွှေသွားတဲ့နေရာဆိုကွာမင်္ဂလာဆောင်တော့ဓပုံလာကြရတဲ့သူ2ဦးတောင်တွေ့ခဲ့။မင်္ဂလာပွဲတွေအတွက်လည်းဒီနေရာလေးရဲ့ဓပုံရိုက်လို့အရန်လာတယ်။နဲ့ comment တွေထဲမှာရွှေအိရက်ကိုဘယ်လောက်လဲခဏလာမင်းနေကြလို့ရွှေ reply လေးပြန်ချင်ပါတယ်။ရွှေအိရက်က190 cm ပါ။အပြင်မှာအနေရန်ပူနေတဲ့အတွက်ရွှေဆိုင်ထဲဝင်ထိုင်ပါတယ်။ပုံလေးအေးဆေးဆွဲစာအုပ်ဖတ်တယ်။ပြီးတော့ဒီမှာရွှေစားဖို့အတွက်ဖတ်တမင်းနဲ့လေမော်ရည်လေးမှာထားပါတယ်။ဖွင့်လိုက်တာနဲ့အနောက်မှုေးနေရပဲကွာတက်တောင်မြန်တုံးရဲ့ချမောင်ကျော်ရဲ့ငရုတ်တီးကျော်ရပါတယ်ရွှေစားခဲ့တဲ့ဖက်လေတော်ထမင်းက9000ကျော်ပဲရှိပါတယ်အရတာကတော်တော်စားလို့ကောင်းပါတယ်မော်ရည်ဆိုရင်လည်းအတီးစစ်နဲ့ဖြော်ထားပါတောက်လို့လည်းအရန်ကောင်းတယ်အိုင်လေးကအပေါ်ထက်နဲ့အောက်ထက်နှစ်ထပ်ရှိပါတယ်အပေါ်ထက်မှာလည်းသွားထိုင်လို့ရပါတယ်ပေါ်ထက်ကနေပြီးတော့အောက်ကိုကြည့်ရတဲ့ view ကတော်တော်ကြီးကိုမိုက်ပါတယ်ရွှေအဲ့မှာတမယာလေးတောက်ပြီးတော့ခဏလောက်ထိုင်လိုက်ပါတည်းညနေဆောင်မှာပူလာရဆိုလို့ရွှေညနေဆောင်လေးဆောင်ပြီးတော့ပုံလာလေးရိုက်ခဲ့ပါတယ်ပြီးတော့ရေခဲမုတ်လေးစားဒါကတော့တောအုပ်လေးပေါ့နော်ရွှေတခြားမရိုက်ခဲ့ရပါဘူးနေရာလေးကိုမရောက်ဘူးသေးဘူးဆိုရင်တော့တောက်ကို recommend ပေးချင်ပါတယ်ဒီနေရာလေးကအရန်လာပြီးတော့ဓပုံရလို့အရန်ကောင်းပါတယ်ဘိုင်ဘိုင်